အားလုံးပဲမင်္ဂလာပါရှင်။မင်းရဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတစ်ခါမှာတော့ဆရာမကြီးခင်ခင်ထူရေးသားထားတဲ့မေတ္တာစာဆိုတဲ့ဝိတ္ထုတိုလေးကိုဖတ်ပြပေးချင်တာပဲဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။ဒီကနေ့ရွာဟောင်းဘက်စီကိုသားအေးသွားရမည်။အမေကြီးကြီးပုံကြီးတော်ပုံတယောက်သူ့စာကိုမျောလှရှာရောမည်။သူ့စာမဟုတ်ပါဘူးလေသူ့ညီရဲ့စာပါတကယ်ဆိုကြီးပုံစီကိုသားအေးသွားတင်တာကြာပြီသွားရမှာကိုလည်းဝင်လေးနေခဲ့သည်ဒီလိုရွာဟောင်းကအမေအိုစီသူစာသွားပို့နေရတာအခေါက်အခါခါရှိခဲ့ပါပြီတစ်ခေါက်ဆိုတစ်ခေါက်အမေအိုကိုသူတန်ရောစဉ်ဖြစ်ရသလိုအတနာလဲပိုမိရပါ၏နေခင်းကနေပူလွန်းတာကြောင့်ညနေဆောင်မှရွာဟောင်းဘက်ထွက်ခဲ့ရ၏ရွာဟောင်းဆိုတာကဝေးဝေးလန်လန်တော့မဟုတ်ပါညောင်ငုတ်တူရွာကပေ့ကြံခဲ့သည့်ရွာဖြစ်သည်မြေကမ်းနားရွာဆိုတော့မြည်ရီအတိုးကျန်းသည့်နှစ်တစ်နှစ်တုန်းကကဘားရီပုတ်လုံးကြည်လုံးလောက်ပြိုကျခဲ့တာတလျှောက်ကြီးငကူနေရာမှာမြေးဆိုလို့ကမ်းပါဆွေနေရာကွက်ကလေးသာကြံရစ်ခဲ့၏တရွာလုံးကတော့ရွာအရှိကွင်းဆက်ကိုပြောင်းကြရသည်ရွာဟောင်းမှာကြံကောင်းကြံရာအင်္ဂလိတေကလေးတွေလောက်သာကြံခဲ့သည်အထူးသဖြင့်အင်မတန်ဆင်းရဲကြသူတွေသာကြံရစ်ခဲ့ကြခြင်းဖြစ်သည်မြစ်ဖဲ့လို့ပေ့ကမှပေ့ရောကျုပ်တို့တော့ရွာနောက်တစ်ခေါက်မလိုက်နိုင်ပါဘူးနောက်မှရောက်ရပဲကြံရစ်သူတွေကကိုယ်ဝေဒနာနဲ့ကိုဆိုတော့ဖြစ်လာမှရင်ဆိုင်ကြရတော့မည်ဆိုသည့်သဘောပြောခြင်းဖြစ်ပါ၏ကြီးပုံကရောဘာထူးမှလဲရွာဟောင်းမှာပဲမြစ်ကမ်းဆွေမေးတင်ကြံရစ်ခဲ့ရသည်အခုတော့မူရင်းညောင်ကုန်းတူကရွာဟောင်းဖြစ်သွားရပြီးရွှေ့သွားသည့်နောက်ပေါက်ရွာကညောင်ငုတ်တူဖြစ်ရပြီညီဘေးတွေနှုတ်ပြီးစားမှုအခင်းတိုင်းကဟင်းလင်းနေရောင်ကမြစ်တောင်တချမ်းကိုအလင်းပေးထားသေးသည်နေလုံးပက်လက်ဆိုတော့လေရွာဟောင်းကိုလှမ်းမြင်နေရသေးသည်ထင်းမီးကိုတွေဥထားနေသောတဲကလေးတွေကိုကန်းထိတ်ကလှမ်းကြည့်ရင်ကိုသားအေးတပ်ပြင်းချမိ၏တစ်ဖက်မှာမြေကဘာရန်ကြီးဗဒက်ရလျက်တစ်ဖက်မှာတော့ကဘာဆွဲကလေးမေရသမျှကုတ်တွဲနေကြရတော့လဲဘယ်သူကမှဒါကိုနာကောင်းသည်မထင်ဘဲ့တုံကိုနို့စီရွာဟောင်းလားအေးအမဲဦးရှိတယ်မလားရှိလောက်ပတယောက်ကကြီးပုံကိုလှမ်းអော်ပေးသည်ကြီးပုံတို့တဲစီကဘာမှအတန်မပြန်ကိစ္စမရှိကိုသားအေးတဲပေါဝရောက်မှအံ့ဩသွားအောင်လုပ်ရမည်ဟုတွေးထားသည်ကိုသားအေးကကြီးပုံကိုစာနေကြသူလာတာမြင်ရင်ကြီးပုံပြောလိမ့်မည်ပြီးရင်ငိုလိမ့်မည်သူပြန်ထွက်လာလျှင်စာရွက်ကလေးကိုင်ကကြံရစ်ခဲ့လိမ့်မည်ကိုသားအေးတဲပေါဝါကအကဲခတ်သည်အတွင်းမှာတော့မှောင်နေပြီကြီးပုံကျုပ်ရဲ့သားအေးရဲ့မီးတော်လေးစီကစာပါပါဗျာငွေပါပါဗျာကြီးပုံကျုပ်ရဲ့ကိုသားအေးကညောင်ငုတ်တူရွာသားဆိုတော့လဲတောင်သူအလုတ်ကိုလှုပ်သူမဟုတ်ပါချက်နို့စီကိုမြို့ကလက်ဖက်ရည်ဆိုင်တွေမှာတွားသွင်းရသောနို့စီပို့သမားသားဖြစ်သည်ကိုသားအေးကလူယိုလူဖြောင်းငွေကြေးစိတ်ချရသည်နို့စီကုံတဲ့ကကိုသားအေးကိုအထူးယုံကြည်ကိုးစားသည်မြို့ကိုပို့ခိုင်းသည့်နို့စီပုံတွေတင်းဘောနှင့်တင်ကမန္တလေးပို့ရသည်အလုတ်ရှင်ဥပသိမ်းမှားတာတွေစိတ်ငှအောင်လုပ်ခဲ့ရသည်အပြန်ငွေခံခဲ့ရသည်ရွာရောက်တော့ငွေနှင့်စရင်ရှင်းရသည်ကိုသားအေးကဒီလိုနို့စီပို့လာတာပင်6နှစ်ထဲရောက်ခဲ့ပြီငွေ6ပြားအကွာအဟာမရှိအတော်မလွယ်ခဲ့ညောင်ငုတ်တို့နှင့်မန္တလေးကူးရတာနှင့်ပင်ဒူးဆက်ခေါက်လိုက်ခဲ့ပြီသားအေးဈေးကြိုကဟဲ့ဒီတစိမ့်နဲ့စေရှားဝယ်ခဲ့စမ်းကွာတမ်းမေတို့အိမ်မှာတွေ့လို့ရက်ကြည့်တာကောင်းသဟကိုကြီးသားအေးချောစိတ်ကလှပေါ်တို့အိမ်ဝင်ပြောခဲ့စမ်းမတော့အမေနေမကောင်းဘူးလို့
ရွာလာနိုင်ရင်လာခဲ့စမ်းပါလို့တချို့ကမန္တလေးဆိုတာနဲ့တနေရာတည်းလို့ထင်ကြသည်မန္တလေးသွားလင်ရွာမှလို့ဘသူမဆိုတွေ့နိုင်သည်ထင်ကြသည်ကိုတာအေးကတော့သဘောတက္ကာယကောင်းသူဆိုတော့သွားပြစ်အောင်သွားပေးလိုက်တာများပါ၏တာအေးရေငါတူတော့အားနာတကွာနို့စီပုံးတွေနဲ့မနိုင်မနှင်းဖြစ်မှလဲဆိုပါရဲ့တရသီးတောင်ထည့်ပေးလိုက်ခြင်းလို့ဆရာတော်ဦးဝိတ်တုတ်တကြောင့်ပို့ချင်တာဖြစ်ပါမလားဖြစ်ပါတယ်လှူလိုက်ပါမယ်စကားလူကြုံစာလူကြုံမှားကြတာရှိတယ်လို့ပစ္စည်းလက်ဆောင်ပါကြတာလည်းရှိနီနီနာနာမှားကြတယ်လို့ဝေးဝေးလန်လန်မှားကြတာလည်းရှိသည်အသွားမှားလို့အပြန်လွတ်သည်မရှိအပြန်လဲတသေးတဘိုးတေခဲ့ရသည်သာကိုတာအေးကတော့ဒီလိုလှုပ်ပေးရတာကိုကုသိုလ်ရသည်ဟုခံယူသည်သူတစ်ပါးအကျိုးဆောင်ရတာပဲလေလို့တွက်သည်ကြီးပုံကတော့မှားလိမရှိပါသို့သောမန္တလေးရောက်နေတတ်သည့်မြီးဖြစ်သည့်မောင်ဖိုးလူဤစာနှင့်ငွေကြုံကိုတော့မျှော်ရှာသည်ဖိုးလူကမန္တလေးအထက်စင်ကူးတပိတ်ချင်းဘက်ရွှေတောမှအလုလုံနေတော့မန္တလေးကသူ့ဆရာအိမ်ကိုငွေနှင့်စာပို့ပေးထားတတ်သည်ဒါကိုကိုတာအေးဝင်းယူရခြင်းဖြစ်၏အမေကျွန်တော်မောင်ဖိုးလူစာရေးလိုက်ပါတယ်အမေကြီးသုံးဖို့ငွေထည့်ပေးလိုက်တယ်အမေကြီးလှူစရာရှိတာလှူပါနေကောင်းအောင်နေပါအမေကြီးနေမကောင်းဖြစ်မှာကိုပဲကျွန်တော်ပူတာအနားမှာမရှိနိုင်တော့ပူရတာပေါ့ကျွန်တော်လည်းနေကောင်းပါတယ်အမေကြီးသုံးလုံးပိုးတဲ့ငွေကိုတိမ့်ထားပါညောင်ငုတ်တူဘက်မြေဝဲပြီးရွာဘက်ရွှေ့ရအောင်လို့ကျွန်တော်ဆရာကလွတ်တဲ့နေ့ရွာခဏပြန်ခဲ့ပါအောင်မယ်လူကလေးမောင်ဖိုးလူဗလာစာရွက်ကိုဖြစ်တယ်လို့စုပ်ပြီးရေးလိုက်သည်စာဒီစာကလေးကိုကြီးပုံကပဲကြီးရီတွန့်နေသည့်လက်ချောင်းလီလီကလေးတွေနှင့်ကိုင်ကာစလုံးဒီကိုတီမွဲမွဲမျက်လုံးတွေနှင့်တလုံးချင်းလိုက်ကြည့်တတ်သည်ကြီးပုံကကြည့်လို့သာကြည်ရှာတာပါလေစာမတက်ရှာတော့မောင်ဖိုးလူရင်ငွေကလေးမှတရှိုက်ရစီတော့သဘောဖြင့်ကင်ထားမယ်ကိုတာအေးတီပါ၏ရွှေတော်စီကလာသည်စာဘလောက်ဝေးမှန်းလဲမသိဘသူနှင့်ဘလို့ရောက်လာတယ်ဆိုတာလဲမသိရွာကနေမြို့ကိုနို့စီသွားပို့သည့်ကိုတာအေးရှိလို့သာတဆင့်ခံရောက်လာတာလောက်သိရှာသူဖြစ်၏တာအေးကျမ်းမာချမ်းသာပါစေသူတစ်ပါးအကျိုးဆောင်လို့ကို့အကျိုးများတလုံးတဝါတည်းပြေပါစေတော့မောင်မင်းကြီးသာတစ်ခေါက်ပြန်ဖက်ပြပါအောင်ကွယ်ငါဖြင့်ငါမြည်စာကြရတာဝရဲကိုမထင်ဘူးစာတစ်ခေါက်လာပို့တိုင်းကိုတာအေးကဒီလိုနှစ်ခေါက်ပြန်ဖက်ပြရမည်လူကလည်းဟိုစကားဒီစကားပြောရင်တောင်းတဖြုတ်ထိုင်ရမည်ကိုတာအေးရောက်သွားတိုင်းလဲကြီးပုံကဝမ်းသာသည်မြီးစီကတခုခုရတော့မည်ဆိုတာထက်မြီးတဲ့တခုခုကြားရမှာကိုဝမ်းသာရှာမှန်းကိုတာအေးတီပါ၏ဘာတဲ့တော့တာအေးငါမိကလေးလေကြီးပုံမြီးမိမ့်မယူသွားပြီတဲ့ဗျာမြီးချွေးမှလာပြမလို့တဲ့ကိုတာအေးနောက်သည့်အခါကြီးပုံမျက်နာပြတ်တာမျိုးမရှိငါမြီးအကြောင်းငါအတိဆုံးပေါ့ကွယ်ဆိုသည့်မျက်နှာခံနှင့်ပြုံးနေတတ်သည်ဒီလူအပြုံးကိုတာအေးအလွန်စိတ်ချမ်းသာသည်သူ့မိခင်ရင်ပြုံးသလိုခံစားရသည်ရွယ်ကြီးရွယ်အိုမိခင်တယောက်ဤရင်ထဲကနှလုံးထဲကလှိုက်တက်လာသောအပြုံးမျိုးယောအမေအိုနဲ့တကယ်ပြောတာဗျကောင်မလေးကချမ်းသာတဲ့နှထောင်တစ်ဖက်ဘုံကောင်းလောက်ပန်တဲ့ဗျာနှစ်ဖက်ပန်တော့မျက်နာမော့မရလို့ဖိုးလူတောင်မရမျက်နာမမြင်ရဘူးပြောတာပဲကိုတာအေးကနောက်လေးကြီးပုံကပါးကလေးခွက်အောင်ရီလေးသွားရီတစ်ချောင်းမှမရှိတော့တဖုံးညိုညိုကလေးတွေပင်ယုံထွက်တော်မလားထင်ရသည်မျက်နာပေါ်ကဇရာအကြီးအကြောင်းတွေပဲစန့်ပြန့်သွားသလားထင်ရသည်ခုခိခိရီတန်းကချွေးတံတွေပါတော့လေတကယ်ပျော်သည့်အပျော်တန်ဖြစ်သည်တာအေးရဲ့မင်းပြောသလိုဆိုငါမီးကမိမ့်မယူတာမဟုတ်တော့ဘူးဘုံကောင်းယူတာနေမှာမင်းနဲ့ကွယ်ပြို့မှပြို့တတ်ပလေ
ကိုတာအေးကငွေကိုတေတေချာချာရည်တွက်သည်စာတေးပါသည့်ငွေအရေအတွက်နှင့်ကိုက်အောင်စာကိုတစ်ခါပြန်ကြည့်သည်မှန်ပြီဆိုတော့မှစာနှင့်ငွေကိုအပ်သည်ဒီလိုအခါမှာတော့ကြီးပုံငြိမ်သွားတတ်ပါသည်ချက်ချင်းမျက်နှာညှိုးကျသွားသလိုမျက်ရည်ကလေးလဲလာတတ်သည်ဒီလိုမြင်ရတွေ့ရပြန်တော့ကိုတာအေးစိတ်မကောင်းပြန်မီးကလေးကိုတတိယဟန်တူသည်တခါတလေများငိုနေလို့အားပေးရတာလည်းရှိ၏ကြီးပုံရဲ့မောင်ဖူးလူထွက်ရှာနေတော့သူ့အတွက်ရောကြီးပုံအတွက်ရောအဆင်ပြေတာပေါ့ရွာရင်းမယ်အမဲဦးရီများလာပေါ့ကြီးပုံလောက်ဘသူစိတ်ချမ်းသာကြလို့တော့မီးပွေထားရမယ်အရွယ်မှမဟုတ်တာဗျာလိမ္မာတာဝမ်းသာပါအောင်ဗျာအေးပါကွယ်ငါမီးလေးကတိတက်လွန်းလို့ပါကြီးပုံနေတတ်ပါတယ်ဖိုးလူငယ်ငယ်ကစိုးပြီထင်တာလိမ္မာရှာလို့ခေါင်းအေးရပါရဲ့သူ့ချွေးနေစာမစားရပေါင်တော့ကျုပ်ကကုံစရာမရှိပါဘူးလှူတာပဲရှိတာပါဒီလိုနဲ့ပဲကိုတာအေးတယောက်ကြီးပုံနဲ့မြီးဖိုးလူတို့ကြားတမရွှေကြီးဖြစ်ခဲ့ရသည်ဖိုးလူစီကစာကြုံငွေကြုံမလာတာကြာလျင်ကိုတာအေးကပင်မျောနေတတ်ပြီဖိုးလူစာလာတိုင်းကပန်းမှာမြေပြူနှင့်ရေးထားလေးရှိရာစိတ်ရောက်ရင်ကပန်းကရက်ဆွဲကိုဖယင်းရက်တွက်နေတာများပင်ရှိပါ၏ငါတောင်ဒီလောက်မျောရင်ကြီးပုံတော့မျောရှာပေရောမယ်ဖိုးလူမိဘများဆုံးတော့ကြီးပုံကပင်ဦးကြီးဦးမနဲ့လူလုံးပေါ်အောင်မွေးခဲ့ရတာလူဆိုတော့ထမ်းစီမှုတ်လို့ဘဲထမ်းပင်အောက်ကောက်ကောက်မရနိုင်ပဲကိုမောင်သားအေးရဲ့ကိုမိသားကိုအလှဲ့ကြပြန်တော့မုတ်ဆိုးမဘဝနဲ့ပဲနှုတ်ကြွေးခဲ့ရတယ်မိဘများအလိုလိုက်ခဲ့တော့ဖိုးလူကစိုးကျင်တာမိဘများမရှိတော့လဲဖွားအေကိုအဖေမှတ်ရှာတယ်အမေမှတ်ရှာတယ်သူခမပညာလဲကောင်းကောင်းမသင်ခဲ့ရရှာပါဘူးကွယ်ဦးစင်းမှတ်ကျေးဇူးနဲ့ရေးတဲ့ဖတ်တတ်ရှာလို့တော်သေးရဲ့အောင်မရတယ်ကြီးပုံကစိတ်ကူးရရင်ရတယ်လို့မိအဖွားဘဝတွေကိုပြောနေတတ်သည်တရွာရဲအတူနေတွေမှုတီးပြီးသားအကြောင်းအရာတွေဆိုတော့လဲအမေဦးအလွမ်းမှပြေးစေတော့လို့ထိုင်နာထောင်ခဲ့ရသည်အရွယ်ကလေးရောက်လာတော့ဖိုးလူမှာရွထုံးစံတရင်ငါဘဝရောက်ရပါ၏လူတကာလူငယ်တွေကြားရွှေမော်ကြောက်မော်တွေပြောကြတော့ဖိုးလူကလည်းတွေးကြွသည်အမေဦးကြီးပြစ်ထားခဲ့လို့မရတော့ရွာဘက်ကလူငယ်တွေထွက်ကြတိုင်းဖိုးလူခမနွားစာစင်းရင်ပဲမော်နှိုက်ရင်လှမ်းမြော်ကြည့်ုံသာကြည်နိုင်ခဲ့သည်ဒီကြားထဲမြည်ရီကရွာတချမ်းဖဲ့ပြစ်လိုက်တော့ညီကဘာစွန်ရွာဟောင်းမှာဖွားအေကြီးကိုထားခဲ့ဖို့ဖိုးလူမတွေးရပြန်ဖွားအေကမိကလေးမှာဒီယောဂါရှိမှန်းသိတော့တွားဖို့ခွင့်ပြုရှာသည်ညီကလေးခမလူငယ်တဘာဝသုံးကျင်ဆွဲခြင်းပြည့်စုံခြင်းရှာလိမ့်မည်ရွာမှာတရင်ငါဘဝနဲ့စုပ်စုပ်ကန်ကန်ရသည့်အဖြစ်ကလည်းကြီးပုံအဖြစ်မခံနိုင်တာပါပါ၏လူတကကလေးတွေရွာကိုပြန်လာကြတာအဆင်ပြေတယ်ကြားတယ်ငါမြည်လဲသွားကျင်သွားလေအမေကြီးနေတတ်ပါတော့ရွာကောင်းတော့တဆလောက်နဲ့အမေကြီးကိုထမင်းတလို့ရေတမှုတ်တော့ကမ်းမဲ့သူကြီးပါငါမြည်စိတ်ဖြောက်ဖြောက်သွားတော့ဒီကလေးကဖိုးလူလဲရွှေတော်ကိုရောက်ခဲ့ရသည်မန္တလေးကဘာထွေးချောတို့စီသွားတော့ဘာထွေးချောကလည်းချက်ချင်းပို့ပေးလိုက်ရာကဖိုးလူရွှေတော်ရဲဖုတ်ခနဲ့ကြာလေတော့သည်တနှစ်ပြည့်လို့ပြန်လာတော့မြို့ဝေမြို့စားနှင့်ဖြစ်နေပြီနာယီကလေးလက်စွပ်ကလေးနှင့်ဖြစ်လာပြီအမေကြီးအတွက်စွတ်စွတ်ပူပူကလေးကြော်နိုင်သည်ပင်ပန်းသလားလူကလေးမင်းအသားရီမဲလာကြီးကောကွယ်ပင်တော့ပင်ပန်းတာပေါ့အမေကြီးရဲ့နှွေးအပူမိုးအစွပ်ပေါ့ရွာမှာတရင်ငါလောက်ရတာတဲ့တော့ကောင်းတာပေါ့အမေကြီးရဲ့အပေါင်းအသင်းမှားမှာဆိုးတာပါလူကလေးရဲ့အမေကြီးဖြင့်ငါမြည်မျောရတာနဲ့ပရိတောင်ဖြောင်းအောင်မစိတ်နိုင်ပါဘူးမပြောရင်ပြန်လာခဲ့ကြားလားလူကလေးဟုတ်ကဲ့အမေ
မိမဘော်ရီဘာရီနဲ့တွေ့မှာစိုးတယ်ကွယ်။အိုးအမေကြီးကလည်းမော့မကြည့်အားပေါင်ဗျာစိတ်သာချပါတော့မြီးလိမ်မာကလေးကိုကြည်ရင်ကြီးပုံဝမ်းသာရသည်မြီးကလေးရောက်တခိုက်ရွာကျောင်းဆရာတော်ကိုမြီးအဖွားနှစ်ယောက်စွန့်ပိုးကြသည်နဝကမ်းမှလူငွေလှူဒန်းကြသည်ရွာဦးစေတီပြင်သည့်အလူမှာတက်အားသမျှပါနိုင်ခဲ့သည်ညောင်ငုတ်တူရွာဘက်မြီးကလေးဝယ်ဖို့တောင်းပြေးကြည့်ခဲ့ကြသေးသည်ဆိုပါ၏စကားပြောကောင်းရာကကိုတာအေးပြန်မြည်လို့တော့အမဲအိုငိုရပြီအိမ်ငုတ်စီကလေးထဲမှာအမဲအိုတယောက်တည်းငုံဆုံပြစ်ကြံရစ်ခဲ့ပြီမိုးရာသည်မြည်ရည်ကြီးချင်းမြေကဘာတွေပြိုတန်ကြတော့လေကို့အသက်ကိုမပူရေထဲမိုးတွေကမြီးကိုတတိရသည်ငွေနှင့်စာကတော့လူကြုံလျင်ကြုံသလိုရောက်လာပါ၏ကြီးပုံကစမမျောငွေမမျောမြီးကိုသာမျောသည်ရွယ်ကြီးရွယ်အိုးဆိုတာတေကြတာမဟုတ်မျက်စိအောက်မှာမြီးကလေးရှိစေချင်ရှာလိမ့်မည်မောင်ဖိုးလူခမရလဲဖွားအေးရဲ့လို့လူကိုယ်တိုင်တလတစ်ခေါက်မရောက်နိုင်တယ်လို့ပဲစာနဲ့ငွေကလည်းပုံမှန်ထည့်နိုင်ရှာသူမဟုတ်လက်ထဲမှာငွေစားကလေးစုဆောင်းမိသည့်အချိန်နှင့်ရွှေတော်လူကြုံရှိမှမန္တလေးကိုပို့တာမဟုတ်လားတခါတလေ3-4 လလောက်စာမလာတဲ့မကြာရှိတတ်သည်ကိုတာဤကတော့ဝတ္တရားမပြတ်ရှာပါဘာထွေးချောတို့အိမ်ကိုတကူးတကားသွားနေကြမင်းနေကြရောက်နေတော့လေယူလာယုံမရောက်ဘူးဆိုတော့လေနှုတ်ဆက်ပြန်ခဲ့ယုံတခါတလေမြည်ဖွားကြကိုယ်တိုင်ပဲရွှေတော်လိုက်သွားခြင်းစိတ်ပေါ်မိပါ၏ဟဲ့သားအေးကြီးပုံကမေးနေတယ်သွားလိုက်ပါအောင်ဟဲ့ရွာဟောင်းဘက်ကတယောက်ယောက်နဲ့စုံလို့ဒီလူအမှားစကားကြားရရင်ပဲနေမထိထိုင်မသာများပင်ဖြစ်ရတော့သည်ဂိုင်းဒီတစ်ခေါက်တော့ငါကိုယ်တိုင်ရွှေတော်ဘက်လိုက်သွားအောင်မယ်ကိုတာအေးစိတ်ထဲတေးထားရမိသည့်အထိကိုတာအေးရွှေတော်ဘက်လိုက်မည်တကယ်ကဲလုံနေသည့်အခေါက်မှာပဲဖြစ်သည်ခါတိုင်းအခေါက်တွေလိုပဲနှုတ်စီဘုံတွေပို့ပြီးလို့ဘာထွေးချောတို့အိမ်အဝင်မှာပဲမောင်ဖိုးလူတရင်ကစီးကြိုနေတော့ဤတရင်စကားကကိုတာအေးရင်ဘက်ကိုစောင့်တွန်းလိုက်တယ်လို့အင်ကနေဖြစ်သွားရတော့သည်ဟုတ်ရဲ့လားဖြစ်ရဲ့လားဖြစ်နိုင်ပါမလားမောင်ဖိုးလူတယောက်ရွှေတော်မှာစုံသွားရှာပြီတဲ့တိကြရဲ့လားဗျာဟုတ်ရဲ့လားဗျာဟုတ်တယ်မောင်သားအေးရဲ့မင်းဘာတွေချောမနေ့ကပဲပြေးရတာရွှေတော်ကိုဖုံးလာလို့မောင်ဖိုးလူငှက်ဖျားနဲ့စုံရှာတဲ့အကောင်းကနေရေတိမ်နှစ်ရှာတာတချို့ကလည်းတောကင်တယ်လို့ပြောကြတာပါပဲသူဖွားအေးကြိုင်ရင်ကျိုးရှာမှာပဲဘာထွေးချောစနီးအကြီးကြီးကပြောရင်းငိုသည်အကြီးကြီးငိုတော့ကုတာအေးလဲငိုရပြီအကြီးကြီးဟာကျုပ်ကဒီတစ်ခေါက်ဖိုးလူစီလိုက်သွားမယ်တောင်စိတ်ကူးထားတာကြီးပုံခမမြည်စီကစာမလားလူမလားတမျောရဲမျောနေရှာတာဗျကျုပ်ကဘလို့မျက်နှာနဲ့ကြီးပုံကိုတွားပြောရမှာတော့အေးလေစိတ်မကောင်းချက်တော့ကွယ်ဘယ်နဲ့လို့ရမှန်းတောင်မသိပါဘူးဒီသတင်းကရွာကိုတော့ရောက်လာမှာပဲဒါပေမဲ့လောလောဆယ်အုပ်ဆိုင်ထားခြင်းသေးတယ်ဖြစ်သူကဖြစ်မှာတော့အမေအိုကြီးမထိခိုက်စေချင်လို့ပါရွာကြတော့အောင်ကျင်တို့နဲ့တိုင်ပင်အောင်ပေါ့ကွယ်ကိုတာဤပြန်သာလာခဲ့ရတော့လဲစိတ်သေးကယူကြုံမရဖြစ်နေရပါ၏နှုတ်စီစရင်ပင်စိတ်မှမရှိရွာမှာဘလူအုပ်ရဆိုင်ပြပါမလဲဆိုတာစဉ်းစားလာခဲ့သည်ရွာလူကြီးကိုအောင်တင်နှင့်တိုင်ပင်ရသည်နောက်ဆုံးတော့ရွာကဖူးလူအတွက်ကုသိုလ်ဝင်ကြသောငွေ3000ကိုကြီးပုံစီပို့ပေးရတော့မည်ကြီးပုံကိုဒီသတင်းစကားပြောမှဖြစ်မှာပေါ့လို့ပဲကိုအောင်တင်ကဆိုသည်သူဘယ်လိုလုပ်ရမှာလဲအိမ်ရောက်တော့ကိုတာအေးစာတစ်စောင်ရေးသည်ရွှေတော်ကမောင်ဖိုးလူကအဖွားထံပေးသည်စာမောင်ဖိုးလူလက်ရည်နှင့်မောင်ဖိုးလူစာတွေကိုသူကြိမ်ဖန်များစွာဖတ်ဖူးခဲ့တာမဟုတ်လား
ဗလာစာရွက်တစ်ရွက်ကိုစုပ်ပြီးစာတစ်စောင်ရေးပြီးရွာဟောင်းဘက်ကိုကိုတာအေးထွက်လာခဲ့ခြင်းဖြစ်၏တဲထဲမှာမှောင်နေပြီကိုတာအေးအတန်ပေးတော်လဲတဲထဲကအတန်ပြန်မလာတော့အပေါဝါကငုံကြည့်လိုက်သည်ကြီးပုံရှိသားပဲကိုတာအေးကပတ်စံထုံနဲ့စာကိုကိုင်းရင်တဲထဲဝင်လိုက်တော့ကွပ်ပြစ်ကလေးပေါ်မှာကြီးပုံလှဲနေသည်ခါတိုင်းလူနောက်ချင်ပြောင်းချင်စိတ်မရှိတော့ကြီးပုံဘေးမှာဝင်ထိုင်ရင်နှစ်ဖူးကိုစမ်းကြည့်သည်ငွေ့ငွေ့ကလေးနှွေးလို့ကြီးပုံဘာစားပြီးပြီလဲဆိုတော့စားကျင်စိတ်မရှိလို့မစားရသေးဟုဆို၏ကွပ်ပြစ်ဘေးကစပွဲဝိုင်းကလေးပေါ်မှာအနီးအနားအိမ်တွေကပို့ထားသည့်ထမင်းနှင့်ဟင်းကိုအုပ်အုပ်ဆိုင်ဆိုင်တွေ့ရသည်ကြီးပုံကောင်းကလေးကိုမက်ကငုတ်တုတ်ထထိုင်ရှာပါ၏ကိုတာအေးကငွေ3000ကိုကြီးပုံလက်ထဲထည့်ပေးလိုက်သည်ပြီးတော့မှစာရွက်ခောက်ကလေးကိုမမောင်တမောင်အခန်းလေးထဲမှာဖက်ပြသည်ခါတိုင်းလူအာမရွှင်မဲအတန်ခတ်ချောက်ချောက်အမေလူကလေးစာရေးလိုက်ပါတယ်အမေကြီးစီလဲငွေမပို့ရတာကြားပြီရွှေတော့မှအလုပ်တွေမကောင်းလာဘူးဒါပေမဲ့အမေကြီးလောလောဆယ်သုံးဖို့ရငွေ3000ထည့်ပေးလိုက်တယ်အမေကြီးနေကောင်းရဲ့မဟုတ်လားနေမကောင်းရင်ရွာစေးဆရာဝမ်းနဲ့ပြပါစေဘူးမလောက်ရင်ကိုတာအေးစီကယူပါဒီဝါကျွတ်ရင်လူကလေးရွာပြန်ခဲ့ပါမယ်လူကလေးဖိုးလူတဲ့ဗျာကြီးပုံကကွပ်ပြစ်ကလေးပေါ်မှာငြိမ်နေသည်စာကိုတစ်ခေါက်ပြန်ဖတ်ခိုင်းသည်စာရွက်ကလေးတောင်းကပွတ်တက်ကြည့်သည်စကားတစ်လုံးမှမပြောကိုတာအေးကတော့ကြီးပုံများတရင်ဆိုကြားထားလျော့သလားတွေးနေမိသည်တဲထဲမှာအမှောင်နှင့်လေဘူးတွေသာရှိသည်ကိုတာအေးကတော့ခါတိုင်းလိုပေါ့ပေါ့ပါပါစကျင်လို့စကလုံးရှာမိတော့လဲတွေးလို့မရနှုတ်ကလည်းစွန့်အားနေခဲ့သည်ကြီးပုံကတေးခေါင်းမှာချိတ်ထားသောဇာတာချင်းကလေးကိုလက်ညှိုးညွှန်ရင်ဆိုသည်မောင်သားအေးကြီးပုံကိုဟိုဇာတာချင်းကလေးဖြုတ်ပေးစမ်းပါကွယ်ဇာတာချင်းကလေးကိုလှမ်းယူပြီးမှောက်ချလိုက်တော့စာရွက်ခောက်ကလေးတွေအားလုံး14-15ဆောင်လောက်တော့ရှိမည်ကိုတာအေးကိုယ်တိုင်မန္တလေးကယူလာခဲ့သည့်မောင်ဖိုးလူပို့လိုက်သောစာကြုံတွေဖြစ်သည်ကြီးပုံကမောင်ဖိုးလူစာရီကိုတစောင်းချင်းဖြန့်နေသည်ဘာတွေလုပ်နေမှန်းမသိဒီကနေ့မှဘာဖြစ်လို့ထူးထူးဆန်းဆန်းရှိနေရတာပါလဲကြီးပုံဘာတွေလုပ်နေတာတော့ပတ်စံတွေသိမ့်လိုက်အောင်လေမောင်သားအေးကြီးပုံများကအိမ်မက်တွေမက်တယ်အိမ်မက်မကောင်းဘူးကွယ်အိမ်မက်ထင်းမှာလူကလေးကတကားလာခောက်တယ်ကြီးပုံထဖွင့်ပေးလိုက်တော့ဝစ်ကောင်းဆလာရီနဲ့ကြီးပုံကိုတွေ့တော့မျက်နှာလွှဲနေတယ်ငါမီဘာများဖြစ်နေရှာပါလိမ့်မောင်သားအေးရဲ့အိမ်မက်ထင်းမှာညောင်ငုတ်တို့မှာမြေဝဲမထားလို့တဲ့စိတ်ဆိုးနေတဲ့မျက်နှာနဲ့အိမ်မက်ပဲကြီးပုံရဲ့မြည်တတိရတော့မတ်ချင်ရမတ်တာပေါ့ငွေနဲ့စာရောက်လာမှာပဲဘာမှမဖြစ်လို့ပေါ့ကြီးပုံရဲ့ဂိုင်းမှာကြီးပုံပတ်စံဘလောက်ရှိတော့ကျုပ်မြေဝဲပေးပါမယ်ကြီးပုံငြိမ်ကျသွားပြန်သည်ခဏနေတော့စာရီတစ်စောင်းချင်းအကုန်ပြန်ဖတ်ခိုင်းလေသည်ကိုတာအေးကကြီးပုံစိတ်ကြည်နှံ့အောင်တစ်စောင်းချင်းဖတ်ပြရပြန်သည်ကြီးပုံကမျက်လွှာချထားရင်စာဖတ်တန်ကိုတရားနာသလိုနာနေရှာပါ၏ကိုတာအေးရေးလာသည့်နောက်ဆုံးစာအထိနားကလေးပေးကနားထောင်သည်ကိုတာအေးပင်စိတ်လှုပ်ရှားမှုကိုတော်တော်ထိန်နေရသည်စာရီအားလုံးဖတ်ပြီးတော့စာရီပြန်ခောက်ဇာတာချင်းနဲ့ပြန်ထည့်ကိုတာအေးအနားပြန်ထိုင်တော့ကြီးပုံကလက်ကဝစ်ကိုလှမ်းဆုပ်သည်မောင်သားအေးမှောင်ပြီမင်းပြန်တော့လေမြေးလဲမဝဲတော့ပါဘူးငါတူရဲ့ဒီတစ်ခေါက်စာကငါမြည်ရေးပေးလိုက်တဲ့စာမဟုတ်ဘူးကြီးပုံတိတာပေါ့လူကလေးဘာဖြစ်လို့သူများကိုရေးခိုင်းလိုက်တာပါလေစာထဲမှာမေတ္တာဓာတ်မပါဘူးကြီးပုံတိပါကွယ်ကိုတာအေးပင်
တုံလှုပ်သွားခဲ့သည်မေတ္တာဓာတ်မပါဘူးဒေလာကြည်ဖုံရဲ့ကျုပ်ရေးတာပေမဲ့ကျုပ်ကလည်းမေတ္တာနဲ့ရေးတာပါပဲဗျာကျုပ်မေတ္တာကလည်းဖူးလူထက်မလျော့ပါဘူးကိုတာအေးရင်နဲ့တနင်တဘိုးကြီးခံစားလိုက်ရသည်မျက်ရည်ကိုအနိုင်နိုင်ထိန်းထားရင်ကကြီးပုံဆိုလိုသောမေတ္တာဓာတ်ဆိုတာကိုခက်ရီးသဘောပေါက်လာခဲ့ရပါ၏သွေးသားကစီးဆင်းလာသောမေတ္တာဓာတ်ဆိုတာကိုခက်ရီးသဘောထင်လာခဲ့ရ၏သွေးသားကဆင်းလာသောမေတ္တာဓာတ်ရေဦးသွန်ရေဦးမှဒလဟောပြိုကျသောရေမျိုးမဟုတ်တစိမ့်စိမ့်ယိုစင်းကျလာသောမေတ္တာရည်စဉ်အပြစ်မှမှောင်လာပြီကိုသားဤကစကားတစ်ခွန်းနှစ်ခွန်းသာအနိုင်နိုင်ထိန်ပြောရင်းကြီးပုံကိုနှုတ်ဆက်ပြီးတဲပြင်ထွက်လာခဲ့သည်မျက်နာရန်ပင်မှောင်ပြီမြေဆောင်အတိုင်းလျှောက်လာရင်ကြီးပုံပြောလိုက်သည့်စကားတွေကိုကြားရောင်နေမိသည်ဘောင်သားအေးတရက်မင်းအားရင်ဆရာတော်ကိုအိမ်ပင့်ပေးစမ်းလူကလေးပို့ထားတဲ့ငွေတွေရေစက်ချလှူခြင်းနဲ့ကြီးပုံကိုအယိုးကိုချိနိုင်တော့ဒီကုသိုလ်လေးလှုပ်ချင်လို့ပါငါမီးကိုမဆောင်တော့ဘူးလူကလေးမလာဘူးများပြီကိုတာအေးမြေကဘာဆွေကယုံကညောင်ငုတ်တူရွာဘက်ကူတော့နေဆုံးဝင်ခဲ့ပြီမြစ်တီလဲမှောင်မဲမဲနောက်ကြီးပုံစီသွားရင်စပါလာတော့မီမဟုတ်ပါခင်ထူနားဆင်သူပရိသတ်ကြီးတို့ရှင်ဆရာမကြီးခင်ထူရေးသားခဲ့တဲ့မေတ္တာစာဆိုတဲ့ရင်နှင့်ဖွဲရာဝိတ္ထုဇတ်လန်းလေးကိုနားဆင်ခဲ့ရတာပဲဖြစ်ပါတယ်ရှင်အခုလိုရတစာပေလေးတွေကိုနားဆင်ခြင်းနဲ့ဆိုရင်တော့မိရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့နဲ့နော်နောက်ထပ်ဘလို့အကြောင်းအရာလေးတွေကိုနားဆင်ခြင်းသေးတယ်ဆိုတာကိုလည်း comment မှတ်ထားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်